Hello အေးသပ်ဆိုပြရလားမသိဘူးဟုတ်ပါတယ်ဆက်ဆိုရပါဘာကိစ္စရှိလို့လဲမအယောင်ကုန်နေလို့အဲ့ဒါအယောင်တော့ရှာမလို့อ่ะအခုရောအောင်စောင်းမဲ့လူမရှိလို့မင်းကိုခေါ်လိုက်တာဟုတ်ကဲ့ပါရှင်ဘာကိစ္စများရှိလို့လဲရှင်မင်းကရောတစ်ခေါက်တော့စောက်ခိုင်းတ냐လောက်စောက်ခိုင်းမယ်လေကွာငါနေကိုလောက်တာကောင်းပေးမှာဟုတ်လားဟုတ်ကဲ့ရပါတယ်ရှင်ဒါနဲ့ရွာကပဲမှာလဲငါနေကိုမြေပေါ်ပို့လိုက်ပြီအဲ့မြေပေါ်ပေါ်အတိုင်းပဲလာခဲ့ကြဟုတ်ပြီလားဟုတ်ကဲ့ပါရှင်အခုပြည်စီထုတ်ပြီးလာခဲ့လိုက်မယ်နော်အေးငါတော့ပြီးဟုတ်ပြီလားအမှနေဟန်နေကြည့်ချက်ပြီးနေတော့ဟုတ်ကဲ့ပါရှင်ဖုန်းချလိုက်ပါမယ်နော်ကဲပစ္စည်းတွေထုတ်ပြီးတို့ဒီရွာထုတ်သွားကြအောင်ဒီမှာမီးပိုက်လိုက်နမဝီမီစီကုံပစ္စည်းတွေထုတ်မယ်တိမ်မယ်ပြီးရင်ပြင်ကိုထွက်မယ်အပြင်မှာမြေပုံရောက်လာပြီဆိုမြေပုံလည်းကြည့်ရမယ်ငါရဲ့မနက်စာလေးယူလာလိုက်မယ် Yo let's go ဒါငါတို့ရဲ့မြေပုံငါတို့ဒီမှာနေနေဟောနော် let's go တကားပိတ်ဝါဒီတမမတာဟုတ်တယ်ငါတို့နေတဲ့နေရာလည်းမဖော်ပြတာငါတို့တွားမှဒီနေရာပေါ့နော်ကဲတွားရကြရအောင်ငါကြည့်ရတော့တင်နာလောက်မှာပဲဟိုမှာဗာလဲနေတာပေါ်တယ်လားဟုတ်တယ်နေတာပေါ်တယ်နဲ့တူတယ်ဒီမှာနေတာပေါ်တယ်ဆိုရင်ဟိုမှာတွေ့ပြီအိမ်မဲဖြစ်မယ်အိမ်မဲဖြစ်မယ်ဟုတ်တယ်ဒီအိမ်မဲအခုနေတာပေါ်တယ်နာရောက်တယ်ဆိုတော့chest တမဖွင့်ကြည့်သွားလိုက်မယ်ပါလိရှိလေပစ္စည်းတွေခိုးပြီးသွားလိုက်မယ်နေရတော့မြင်လာကျန်ရွာနေရဆန်းရှိတယ်ဟာအဲ့ဒါဘာဆိုင်နဲ့တူနော်ဆိုင်တက်တေးဒီမှာဘာဤတော့ဘာလဲမသိရွာတော့ရှိရွာသားရှိတဆဆူကြည့်ရမယ်camping ပဲ camp ထိုးတာဒီမှာမိုက်တယ်ဟာကျွန်တော်ရွာမှာတလို့ရှိမယ်ဆိုတော့ထင်တော့မထင်ဘူးလေးချီစရာလေးဟာလေးကြီးချီစရာလေးမလေးတာလေးချီစရာလေးမင်္ဂလာပါလေးရဲ့ကဲရွာနေရပြဆက်ကြည့်ကြရအောင်ပါရှိသေးလဲနော်တခင်အမြင်ကိုစမ်းစီးကြည့်မယ်ဟိုးမိုက်တယ်ဒီကောင်မြင်အာယွန်အာမနဲ့မိုက်တယ်ပစ္စည်းနဲ့လက်လွတ်
全ပြီးတော့မြင်စီခြင်းပဲဒါပထမအောင်ဆုံးပဲတခါမှမြင်မစီဘူး Minecraft ထဲမှာဟူရှယ်ရတော်တော်မြန်တယ်ယဟူဒါလေးပြီးတာငါတော်တော်ပြီးရခင်မင်္ဂလာပါရောသားတို့နေပါတော့လေကဲဒီလောက်ပဲတော့ပြီးပေါ့နော်စေငါနေကိုတိတ်မစီရဖြစ်နေကျိုးယူအောက်စင်းမယ်အောက်စင်းငါစင်းမတော့ဖြစ်နေရပြီပြီးတော့ကျိုးချီကဲပြီးပြီနော်မင်းကိစ္စငါဘာမှမလုပ်တော့ပေါ်ပြန်တော့သွားမှာမိုးရှုပ်တာကိုစောက်မှာပေါ့မိုးရှုပ်ပြီးပဲကဲတို့အလုပ်စားပြီးပေါ့သွားကြရအောင် Let's go ကျမရွာတွေရှောက်ပတ်ရင်နဲ့ဘာမွန်စတာမှမတွေ့လို့အိမ်ပြန်သွားတာပစ္စည်းတွေပါလိုက်တထားတော့ပစ္စည်းများနေပြီကိုပစ္စည်းထားပြီးပါဖြစ်လဲဆိုတော့တကယ်ချင်းဆက်ကြည့်လိုက်ကြတော့guys တွေ့လာကုနာလူတစ်ချက်ဗါလေဘာပြောရမလဲလက်တပြည့်လားဗါဆက်တပြည့်လဲသူလည်းအလိုပဲမိုးလေးလာပြီးဖြစ်လို့ကျမလည်းအိမ်ပေါ်တက်ပြီးတော့နေပစ္စည်းလေးတတ်ထားလိုက်တယ်ပဲပစ္စည်းတော့မတတ်ထားဖြစ်ဘူးပေါ့နော်နေအလင်းလေးလက်ကြည့်မိုးလင်းပြီဆိုတာကိုတေးကြမတေးကြနဲ့မိုးလေးတော့ရွာသားတွေနဲ့စကားထွက်ပြောတယ်လိုက်နှုတ်ဆက်တယ်ပေါ့နော်ရွာသားတွေနဲ့လိုက်နှုတ်ဆက်တယ်ပြီးတော့နေကျမကတတ်ရှင်လိုက်လို့ဖို့စီစဉ်ရှင်ဒီရွာသားလေးအမှန်တိုင်းပြောတစ်စက်မှကြမကောင်းကြမင်္ဂလာပါအိုင်လုံးကိုလန်ကြီးရေမင်္ဂလာပါကြည့်ပါအောင်ကျမဟိုမင်္ဂလာပါအရင်ကိုလန်မင်္ဂလာပါစကားပြောပါအောင်ဟေးဟုတ်ကဲ့မလာတော့လည်းမရှိဘူးအဲ့ဒါနဲ့ကျမလိုက်ပြီးတော့နေတက်ရှင်နေလိုက်လို့တယ်ပေါ့နော်မလို့ပါကိုယ်လည်းကိုရှောက်လို့တယ်ပြင်လို့အဲ့ဒါဟိုမှာတက်ရှင်လိုက်လို့ဒီမှာတက်ရှင်လိုက်လို့တယ်မင်္ဂလာပါနော်ကိုဗီလီဂျာကြီးရေလိုက်လို့ရင်းနဲ့ကျမအိမ်ရောက်တော့တတိကိုပြန်ဖုန်းပြခေါ်တယ် Hello တတိဘာကျမပြောစရာကိစ္စရှိတယ်လာစားလေးပို့ပေးလိုက်တော့ကျမစောက်ပေးမယ်ဟာနေငါ့ကိုအတီးပဲထင်သွားတာပဲကွာတကယ်တော့ငါအဲ့နေရာပိုက်ရှင်မဟုတ်ဘူးဟာဒါဆိုငါကအလိတ်ခံထိသွားပြီပေါ့ဟုတ်လားဟာ